ပရမတ်အနေနဲ့ပြောမယ်ဆိုရင်နေ့တွေရက်တွေလတွေဆိုတော့ကပြက်ကလေးနဲ့မှပဲရှိတာဒါလူတွေနားမလည်နိုင်နေ့ရက်လဆိုတာတရုတ်ကြီးမွေးလာတဲ့အခါမှာနေ့တွေမှတ်ထားတယ်ရက်တွေမှတ်ထားတယ်နာရီတွေမှတ်ထားတယ်မွေးတက်ကလေးပေါ့အဲ့ဒီကနေစပြီးတော့သက်တမ်းကိုရေတွက်လာဘလို့ပဲရေတွက်မိုးလင်းလိုက်မိုးချုပ်လိုက်ကတော့ထောက်ပြန်နေတာတော့အနည်းရှိတယ်ဒါကိုရက်တွေနဲ့နာရီတွေနဲ့သတ်မှတ်ကြတယ်တကယ်ရက်တွေတကယ်နာရီတွေလို့ဒါလောကအနေနဲ့ထင်ကြတယ်ဘုံဘုံတို့ကြတော့လူတို့ပြည်ကလူတို့ရဲ့ထုံးစံအရသတ်မှတ်ချက်တစ်ခုပဲလူဆိုတာလည်းဒီလိုပဲသတ်မှတ်ထားတယ်မိန်းကလေးလို့သတ်မှတ်တယ်ယောက်ျားလေးလို့သတ်မှတ်တယ်သီလရှင်လို့သတ်မှတ်ချက်တယ်တကယ်တမ်းကျတော့ဘုံဘုံတို့ဒီဘက်မှာကြည့်လိုက်တော့ယုံနဲ့နာပဲရှိတယ်ဒီယုံနာကိုရှောက်ပြီးတော့သတ်မှတ်နေကြတာဒီယုံနဲ့နာကိုသိဖို့ကအရေးကြီးပါတယ်အခုလိုတရားလက္ခဏာစကားနေဝင်လာယုံနာလေးတွေတော့ရေးမိတော့ဖြစ်မှာပေါ့ဒါနဲ့ဉာဏ်ပေါက်ကြမှာပိုကောင်းတယ်ဘုံဘုံတို့လည်းအခုယောဂီတွေလိုပဲယုံနာနေသိခဲ့တာပဲစိတ်ကလေးသွားညွတ်တယ်ခံစားတယ်ဒီယုတ်ကဖောက်ပြန်တယ်အတိုင်းသားသိခဲ့တာဒါသမထယာနိကခေါ်တယ်သမထယာနိကနဲ့သိတာသမာဓိကိုဥတည်ပြီးတော့ပြယူသွားတာဇန်နေသမာဓိတွေနဲ့ဥတည်ပြတယ်သမထယာနိကခေါ်တယ်ဝိပဿနာယာနိကဒီလိုမဟုတ်ဘူးသူကယုံနာကိုဉာဏ်နဲ့မြင်သွားတာတခါတည်းကိုမမြုံလင်ပဲနဲ့ဉာဏ်နဲ့မှဟေးငါဒီမှာရှိတယ်ဆိုသလိုဉာဏ်နဲ့မှကိုယ်လည်းမထင်ထားပဲနဲ့တလောကလုံးကိုဉာဏ်နဲ့ထင်နေဆိုလောကကြီးကိုဖွင့်ပြပြီးယုံနာနဲ့မြင်သွားတယ်အဲ့ဒါကဝိပဿနာယာနိကဉာဏ်စစ်ပဲဘုံဘုံတို့ဒီဘက်မှာသမထယာနိကလည်းနားမလည်ဘူးဝိပဿနာယာနိကလည်းနားမလည်ဒါတွေသိလာတော့မှဒါကသမာဓိနဲ့ရှည်သွားပြီးတော့ရှင်းတဲ့အကျင့်တရားပဲဒီတရားကဉာဏ်နဲ့သွားတဲ့တရားပဲလို့ဘုံဒီလိုသိတယ်ဒါနဲ့ဆရာတော်တွေကနေပြီးတော့မင်းအဲ့ဒါကိုသမထယာနိကပြောဒါဝိပဿနာယာနိကလို့မှတ်ပါဆိုလို့ဘုံဘုံလဲသမထယာနိကဝိပဿနာယာနိကပြောတတ်တာဘုံဘုံသိတာကတော့သမာဓိနဲ့ထူထောင်ပြီးတော့မြင်တဲ့ယုံနာဉာဏ်နဲ့မြင်တဲ့ယုံနာဆိုတဲ့နှစ်ခုရှိတယ်ဉာဏ်နဲ့မြင်တဲ့ယုံနာကအမတန်ရှင်းတယ်သူကဘုံဘုံလို့ဆိုရင်ကျင့်လာလိုက်တာ24နှစ်လာနေ29နှစ်အထိကိုကျင့်သင်ကိုဆရာတော်တရားပွဲဆိုလိုက်တာပဲအခုယောဂီလို့ဘုံဘုံတို့တရားပွဲဆိုလိုက်နေသလိုဘုံဘုံတို့လည်းသင်ကိုပွဲဘယ်မှာရှိတယ်လဲမေးတာမြောက်ကလာမှာရှိတယ်ဆိုမြောက်ကလာဘောဝင်လာလိုက်တောင်ကလာမှာရှိတယ်ဆိုတောင်ကလာဘောဝင်လိုက်ဘောဝင်မဲ့လိုက်ရတယ်ဘာလဲသူ့ပရိသတ်ကဘောဝင်မဲ့ဆန်းဒီလိုဓမ္မယုံလို့မဆက်ပါဘူးသူကလူပေါင်းကထောင်နဲ့ချီတက်တာ3-4တောင်4-5တောင်အဲ့လိုတက်တာဖျားပွဲနဲ့ဆိုတော့ဖျားပွဲတွေနဲ့တော့များအဲ့ဒီတော့ဘုံဘုံတို့အမှကျင့်တာပေါ့ကျင့်တော့ဝေဒနာတွေချုပ်တယ်မချုပ်ဘူးလားတွေချုပ်တော့အမှန်တန်ချမ်းသာတာတွေရတဲ့ဟုတ်ပါလားဒီတရားဟာဒီညောင်းတာညာတာဆုံးအောင်လိုက်နေဒီနေရာရှိတယ်ဆိုတာဘုံဘုံတို့သတ်မှတ်ပြီးတော့ဆက်အားထုတ်တာပဲအမှန်တန်ကောင်းတာကိုကောင်းတော့အဲ့ဒီနေရာလေးလိုချင်လို့ဆက်အားထုတ်လိုက်တာမရပါဘူးသူကတစ်ခါပဲရတာကိုမှနားမလဲနောက်ထပ်ရအောင်မလားချိန်မိတ်ကျင့်တင်းတာကုန်းတော့တောင်းတာပေါ်လာတာပဲဒီခါလေအပြတ်ချုပ်သွားတာမရှိဘူးပထမတော့အပြတ်ချုပ်တယ်နောက်မချုပ်တော့ပါဘာလို့လဲဆိုတော့သူကဒီချုပ်တဲ့အပေါ်မှာသူကနောက်ချုပ်အောင်မလားချုပ်အောင်မလားဆိုအာယုံကတိတ်ပြီးတော့လိုက်ထားတဲ့အတွက်အာယုံကိုနားမလဲတော့နှစ်ကင်းကဘုံဘုံဟောခဲ့တယ်မနေ့ကမနေ့ကလာမသိဘူးဝိတ္တဝိสารပိတိဒုက္ခဧကဂရဆိုတဲ့ဇာယံငါကိုဘုံဘုံဟောခဲ့ဒါလက်တွေ့ဒါသမထယာနိကလာတဲ့
ဇန်နေပေါ့ဇန်ဆိုတာညီရှုမိုးပြန်တာကတစ်မျိုးဒါလောကိဇာလောကုတ္တရာဇန်ကနိဝရဏတရားတွေငြိမ်းရေးတာမတူဘူးလောကိဇာနေဘလောက်ပဲရကိလေသာမသေးဘူးဘုံဘုံတို့ဒါကြောင့်ဒီတရားဒီဇန်တွေကိုစွန့်ရတယ်အဲ့ဒါလိုနဲ့ဘုံဘုံတွေ3နှစ်ပြည့်သွားနောက်ကြတော့လူတွေနဲ့ဒါတွေလည်းသိပြီးရောဘုံဘုံလူတွေတော်ထဲမှာသွားနေတော့လူတွေနဲ့မနေကြဘူးလူသိကြောက်တယ်ဒီတရားလူတွေလာမှကြောက်တယ်လူတွေနဲ့တွေ့မှကြောက်တယ်တော်ထဲမှာဘုံဘုံ3နှစ်လူတွေထွက်တာပေါ့အဲ့ဒီမှာတွေဘာတွေလဲဆိုတော့အမျိုးမျိုးနည်းတွေရဟိုကျင်ရင်နဲ့ဘုံဘုံတော့ဟိုးရေစကြိုအရှိဘက်ကနနင်းဘိုးကျွန်းရောက်အဲ့ဒီမှာတောရွာလေးထဲမှာအဲ့ဒီဆုံးခံရင်ပြန်လာစဉ်းစားလို့လည်းမရဘယ်လိုဖြစ်သွားမှလည်းမသိဘူးဖြစ်ကနေဆိုလက်တစ်ပြက်လောက်ကလေးမှာလှစ်ကနေဆိုအဲ့ဒီခရမ်းတော်တဲ့ပေါ့ဘယ်လိုမှလေ့လာလို့မရတယ်လားအဲ့ဒီတော့အစကိုပြန်ကောက်ရဘုံဘုံတို့မှာအစကောက်တာရှိတယ်ဒါပရမပေါက်သွားရင်လေပြဉ္ညာတွေလွတ်သွားရင်လေတိတ်လစ်တာပဲတိတ်မေ့တာပဲအခုယောဂီတွေဒီလောက်ရလာတချို့မေ့ကြပါလိမ့်မယ်ဒါမှမတော့မေ့တာမဟုတ်ဘူးပြဉ္ညာတွေဆင်းလာတော့ပရမရောက်လာရင်ပြဉ္ညာတွေပျောက်နေတာဟုတ်ပြန်ပြဉ္ညာပေါ်မှာပြန်မဆွဲလို့ကိုကသွားယူတာမေ့တယ်လို့ယူလိုက်တာအမှန်မှတော့သူကချုပ်နေတာလေအဲချုပ်တာကိုမသိဘူးကိုကငါမေ့တယ်ဒီကနေပြီးတော့မိဖို့ကြောင့်လည်းသွားဥမာပကံလုံးယူမလို့သွားရင်လည်းလမ်းမေ့နေမိဖို့ကြောင့်ရောက်တော့ဘာယူမှမသိမေ့အဲ့ဒါလို့သူကလွတ်နေတာကိုငါကစိတ်ကလေးကပေါ်တယ်ပေါ်ပြီးချုပ်သွားတော့သူဘာမှမလုပ်တာဘုံဘုံတို့လည်းဖြစ်ခဲ့ဘူးလေတော်တော်ကိုဖြစ်တာအကြီးအကျယ်ဖြစ်တာနောက်ဆုံးပြောရမယ်ဆိုရင်အခုဒါမှန်တာပြောတာကုရိတက်တာအစကုရိတက်ပြီးပြန်လာတယ်ကိုယ်ခန်းထဲရောက်တယ်ကိုဘယ်သွားလဲစဉ်းစားတော့ငါကုရိတက်ဟာကုရိမှာငါအိမ်မကုန်းခဲ့မိပါလားအပြန်ကုန်းရတယ်ဒါမှန်တာပြောလွတ်ပုံပြောတယ်လွတ်တာတယ်အဲ့တော့ပြန်အဲ့တော့အမြဲတမ်းတတိထားကိုဝင်စားနေရအဲ့တဲ့အခါမှာဟိုဂရင်ပေါ်မှာအိတ်နေပြီဆိုရင်ဂရင်မှာအိတ်နေငါမှုရပေါ်မှာဖြစ်ဖြစ်ကျမ်းမြမှာအောက်ကအခင်းပြီးတော့ဒီရုပ်ပြီးတော့အပေါ်မှာလျာပြင်အပေါ်မှာခြံအောင်အပေါ်မှာအာဂါသအပြင်မှာဟိုအမိုးအောက်မှာဟိုနဲ့ထုတ်ရောက်တိုင်းများတယ်အဲ့ဒါစင်းနေရတယ်ကိုယ်စိတ်နဲ့စင်းနေရဒီစိတ်ကိုပြန်မေ့မှဆိုလို့ဒါဝင်စားရတယ်ခေါ်တာဝင်စားနည်းတွေရှိတယ်မနက်ကနေပြီးတော့အဲ့လိုဝင်စားတတ်တော့အဲ့ဒီကိစ္စမှာကြတော့ငါအဲ့ဒီနေ့ကဝင်ဖြစ်တာဘယ်ရဖြစ်တယ်လဲငါပထမစပြီးတော့အဲ့ရနိုးတာပြန်စဉ်းစားအဲ့ရနိုးတော့ငါဘယ်သွားလဲကုရိတက်ကုရိပြီးတော့ညနာတက်တယ်ညနာတက်ပြီးတော့ဥပုပ်ကန္တာနဲ့ဒီမှာဆွမ်းစားတယ်အားလုံးဆိုဆွမ်းရတယ်အမတန်အံ့ဩစရာကောင်းတယ်ဘုံဘုံတော့မတွေ့ဘူးသူတို့ဆွမ်းလေးတွေကလည်းမျက်စိလုံးလေးတွေနဲ့ဘာလဲရောဆိုလားရောပြောင်းဆိုလားအလုံးလေးတွေမျက်စိလေးတွေနဲ့စားလိုက်ရင်ဖောက်နဲ့အဲ့ဒါနဲ့ဆန်းကျန်းတော့ရောနှံပြောင်းဆိုလားမသိဘူးဟိုလေးနဲ့ပဲနဲ့ချက်ရအဲ့ဒါလေးပဲဘုံဘုံတို့ဇွန်းနဲ့သပြီးတော့ရင်မေးတော့အဲ့ဒါအောင်ဆုံးပဲအဲ့ဒီကငါစားပြီးတော့ဘာလုပ်တယ်လဲကြည့်အဲ့မှာဆရာတော်နဲ့တရားဆွေးနွေးတယ်ဆွေးနွေးပြီးတော့အချိန်ပြည့်လာတော့ဘာလို့သင်္ကန်းပြန်တယ်သင်္ကန်းပြန်ပြီးတော့သင်္ကန်းလက်လိထိုးတယ်လက်လိထိုးပြီးတော့အလုံးပြီးတော့တပိတ်ကိုပကုံးနဲ့ထည့်တယ်တပိတ်လွယ်နဲ့ထည့်ပြီးတော့ဘာလို့လဲရပ်တောင်ယူဆင်ရတယ်ပြန်ပြီးတော့အဲ့မှာဆင်လို့ကြားလို့တော့မရဘူးဆင်ပြီးတော့မှငါရှင်းတော့မယ်ဆိုဘုံဘုံတို့မှာအကျင့်ရှိတယ်ဝင်လေထွက်လေနဲ့ခြေထောက်နဲ့အမြတ်တတိထားညာဘက်ခြေထောက်ဆိုရင်ဝင်လေဆိုရင်ဘယ်ဘက်ခြေထောက်ထွက်လေဟုတ်ကဲ့အဲ့ဒါတတိထားဒါဟိုလင်းကိုဒီအရိယာမတ်ကိုမရောက်သေးဘူးအဲ့ဒီဟာကိုထားတယ်ပြန်လာတဲ့အခါမှာဝင်လေကဟိုလင်းဝင်လေကဒီဘယ်ဘက်ခြေညာဘက်ခြေထောက်ဆိုမှားသွားငါဘယ်နဲ့မှားခဲ့လဲကိုယ်ကအများနဲ့တတိထားတယ်ဝင်လေသည်ညာဘက်ခြေထောက်ဆိုထွက်လေသည်ဘယ်ဘက်ခြေထောက်
ကောက်ကိုရှူလေနဲ့ခြေထောက်နဲ့ကိုယ်ကလည်းသွားတာရှူလေကဘယ်ဘက်ခြေထောက်ဟိုဘက်နဲ့ညာဘက်ခြေထောက်ဖြစ်သွားရင်ဒါဘယ်နှမှာငါမှားလာတယ်ငါစိတ်ဘယ်နှထွက်သွားလဲအဲ့ဒါလိုလေကျင့်ခဲ့တယ်ကျင့်တော့အဲ့ဒီညမှာငါဒီလိုဝင်လေထွက်လေလို့တတိထားတယ်တတိထားပြီးတော့ဆင်းတယ်ချမ်းစီကျောင်းရဲ့ပလဝိုင်းအနားလေးရောက်ကြရောအတိပြောက်သွားဒါဘုံပြန်စစ်တာဟောဒီနားမှာအတိပြောက်တယ်ဘာကြောင့်ပြောက်ရတာလဲအဲ့တော့မအိတ်တော်ဘူးဘုံညပဲဆိုဆရာတို့ရဲ့ချိန်နဲ့ဘုံဝင်နေထွက်ပြီးတော့ကျောင်းပြင်မဲ့ထွက်ဟိုစိတ်ခွင်းနေဟိုငရုတ်တို့ခရမ်းတို့စိတ်အဲ့ဒီပဲဘုံလတ်တာနဲ့ထွက်အဲ့မှာထိတိတတိကိုကတ်တာပေါ့ဒါတရားရလည်းဝင်နဲ့ဒီနဲ့ညာဘက်နဲ့ထွက်တဲ့လေနဲ့ဘယ်ဘက်နဲ့အဲ့လုံးဘာမှမထားဘူးအကြောင်းပြောင်းနေရတယ်အဲ့ဒါလေးပဲတိကလုံနေတယ်ရှိလာတယ်ပြန်လှုပ်တာပဲတညာလုံးဘုံလှုပ်တော့နောက်ကြတော့လှုပ်တတ်သွားအဲ့ဒီကနေပဲဒီဘက်မှာကြတော့မှဒီဝိတ္တဝိသရာပိဋိတုကဧကဂရာတွေကြတော့မှဟိုဇံလကားဆိုတာဒီဟိုကလောကိဇံလောကုတ္တရာဇံကဟိုထိုင်းနေတဲ့လွတ်တယ်ငြိမ့်တယ်အနကဟောပါတယ်ဒါဆရာတော်တွေသိတယ်အဓိဋ္ဌဘွန်ကသနာဘွန်ကုပိစရာပြစ္ဆရာဝဇ္ဇအမရိဆိုင်ဟိုတော့ဆိုဒါသူတို့သင်ထားလို့ဘုံလည်းတတ်တယ်ဘုံလေးကငြိမ့်နေတယ်ငြိမ့်တာကိုညာပြင်းမောက်ပြုတ်တယ်နားနဲ့တန်နဲ့ကြားရင်လှုပ်တဲ့ခါကျတော့ဘုရားလည်းနားဆိုနားလိုက်တယ်နားလိုက်ပြီးတော့အဲ့ဒီအော်ယုကိုတောင်ပြန်ယူလာတယ်ဒီမှာပုံဖော်တယ်ချက်ဖြစ်သွားတယ်သူကဟောချက်မှန်းသိရင်ပြန်ငြိမ်သွားတယ်ဟုတ်တော့ဇောဆိုတော့တွန်ပြုတ်တဲ့ဇောလေးကြာသွားပြီးတော့အကြည်လေးပေါ်မှာသူကသာလေးပရိလေးကိုငြိမ်နေတယ်ဘုံလုံးလှုပ်သွားအဲ့ဒါလိုနေတယ်အမှန်တန်ကောင်းတယ်ဒါတွေကဇာယံဃာတွေနဲ့ဝင်ခဲ့တော့အာနာပါနကိုအရှုကောင်းခဲ့တော့ဒီဘက်မှာအဲ့ဒါတွေရတယ်အဲ့ဒီတော့မှဒီဘက်ကဝိပဿနာနဲ့သွားတဲ့ဇံခုနပြောတဲ့လောကီနဲ့သွားတဲ့ဇံဥဇံအလကားသန္တရာလေတယ်ပြည်ပြည်သားလည်းမကိုလောကီဇံเนี่ยအဲ့ဒါတွေကိုဘုံဘုံတော်နည်းနည်းကျင့်ခဲ့ဘူးလေဘုရုပြည့်ရတာဒီလောက်တန်ဖိုးရှိတာတွေကိုလေသိရှိမဟိရှိရှင်လေးပဲလုံအောင်တော့တန်ဖိုးရှိတယ်ဒါမင်းနဲ့လူတွေကဒါကိုလောက်အောင်မှမသိဘူးခုသိရှိမဟိရှိရှင်တွေကလည်းအလကားရတာမဟုတ်ဘူးသူတို့ရဲ့ရင်းနှီးပြီးတော့ချက်ခုတ်ချက်ကြက်သူတို့ရဲ့ရုပ်ကိုသူတို့အမြဲတမ်းချစ်ကြံအားထုတ်လို့ဖြစ်တာကိုယ်လည်းလှုပ်ဖြစ်တာပေါ့ဒါမင်းနဲ့မလှုပ်ဘူးဘာလို့လဲကိုယ်ရုပ်ကြီးကလှဒီပြိုးရုပ်ကြီးပဲနာမဆိုးတယ်ကိုရာသမေရာသလို့ဖြစ်မသပါနဲ့တနေ့ तू ကအိုးမှာပဲတနေ့သေးမှာပဲအဲ့ဒီတော့မဟုတ်ခင်မနာခင်ဒီလိုအရွယ်ကောင်းတော့မှကိုကျင့်လိုက်ရရင်သောတာပန်တရားကအခုခေတ်မှာပို့ပေါ်တော့မှာဘုံဘုံတော့မရှိတဲ့နောက်ပိုင်းကြည်ရောသောတာပန်တရားအနာဂတ်နဲ့အမလေးမိုးလို့ပါအောင်သာသနာအခုမှစလာတယ်2563နှစ်ပဲရှိသေးတာနှစ်900ပြေဦးမှာအဲ့ဒီမှာနေအရိယာတွေမို့လို့ပေါ့မယ်ပေါ်လာမယ်အချင်းအားတွေကောင်းလာမယ်ဆိုးတဲ့လူတွေလည်းတစ်ဖက်ကလည်းနင်းဆိုးသွားကောင်းတဲ့လူတွေတစ်ဖက်ကနင်းကောင်းအဆိုးရှိအကောင်းရှိတယ်အကောင်းရှိဆိုရင်သူကနိယာမတွေရှိဒီဘက်ကကောင်းတယ်လို့ဟိုဘက်မှာလည်းလောကီဘက်မှာဆိုးမယ်လောကုတ္တရာကောင်းတယ်လို့လောကီမှာဆိုးဒါအကောင်းနဲ့ဆိုဆိုတာအများနဲ့တွန်တွဲရရှိတယ်အဲ့တော့ကိုယ့်ဘက်ကကိုယ်ကောင်းမှုပဲရည်ကြည်တယ်ဒီတရားတွေကိုဒါဘုံဘုံဒီလောကီဇံလေးတွေပါလေးတွေဟောပြတာကြာဘူးနောက်ရှိရောနောက်အဲ့တလောက်ရလာရင်စိတ်ကလေးတွေငြိမ်ညမယ်ညပဲအိတ်တက်ကဝင်လေထွက်လေးနဲ့နေပြီးတော့ငြိမ်တယ်ဘလူးစီးလို့ခံရတတ်တယ်အဲ့ဒါလေးတွေလည်းဘုံဘုံသတိပေးဘလူးစီးလို့ပဲကိုယ့်ကိုယ်လည်းမလှုပ်လို့မရဘူးလူတယောက်လာစီးသွားလို့လူလည်းမဟုတ်အစိခံဟိုးတခါတည်းကိုအသက်ထွက်တော့မလို့ကိုစီးခံအတင်းဆုံးကအထက်အော်ဖြစ်နေနောက်ကြလဲကြောလွတ်သွားတော့မှတက်တာသွားဘလူးစီးတယ်ပေါ့လောကလို့အမှားတော့မဟုတ်ဘူးဒီစိတ်ကလေးငြိမ်သွားတော့ဘာမှလုတ်ပိုင်ခွင့်မရှိတော့ဒီအာယုံကတခါတည်းသူလှုပ်ရှားတွန်းကန်မရအဲ့ဒီကြတော့မှဘာရီလာလဲဆိုတော့ဒီနှုတ်ပေးရ
ညဘက်မြန်ဖုံဖုံလေးနေခင်းမဲ့ဖြစ်ပါစေတော့ဒီညဘက်ကြီးကိုကြောက်နေတယ်အဲ့ဒီဆိုသူလာပြီတငယ်ချင်းတွေပြော ATP တော့ရွတ်ဆိုတော့ဟောသူလာပြီဆိုတော့သူက ATP တော့တွေရွတ်လဲစီးသွားတာပဲလက်မကိုဆုပ်ရည်ဆိုတော့လက်မဆုပ်ရည်လဲသူလာပြီဆိုဆုပ်တာစီးသွားတာမရဘူးဘာမှလုပ်လို့မရအဲ့ဒီတော့ဘာလို့သူလာပြီဆိုနှိုးထားရတယ်အတင်းအိပ်ပြောနေအောင်နှိုးတာနှိုးထားလဲစီးသွားတာပဲဘယ်လို့မှလုပ်လို့မရတော့တခါတည်းစိတ်ဆင်းရဲလာအဲ့ရတာကိုကြောက်တယ်အဲ့ရမှာကိုဘုံအကြောက်ကြီးကြောက်နေခင်းဖြစ်ရင်သိကောင်းမှာပဲအဲ့လိုဖြစ်လာအဲ့တော့မအိတ်လို့လည်းမရဘူးအိတ်လိုက်ပြန်လဲစီးတော့တာအဲ့တော့သူလာမယ်ဆိုနှိုးတာသူလာမယ်ဆိုနှိုးလာနဲ့နေနဲ့နောက်ဘာဖြစ်လာလဲဆိုတော့သူလာတော့မယ်ဆိုဒီကစိတ်ကနိုးနေအဲ့ဒါကြောင့်မှအောင်မဝိဇ္ဇာတွေလာဗျာဝိဇ္ဇာတွေအတက်တွေလာပြီးတော့တာပဲသူကဒီပိဋိဒါတွေဆင်မှသူကလာတာကိုသိတိမဟိတိဖြစ်ပြီးဝိဇ္ဇာတွေလာတယ်သူကပါဠိလေးများနေရွတ်တာအကြာကြီးပဲရွတ်လဲဘုံမအေးရသူကပလက်မတ်တက်ကြကသူရွတ်ပြီးရင်ဖုံဖုံပြန်ရက်ပြီးရွတ်ခိုင်းဖုံဖုံတည်းရွတ်ရင်တန်းနေရပဲသူတစ်ဆက်ပဲပြရတယ်ဒီမှာအကုန်ရအဲ့လိုရရင်သူပျောက်သွားရင်ခုနလည်းနိုးနာနော်တကယ်မနိုးအခုမှတကယ်နိုးသွားခုနလည်းနိုးတာပဲအခုလည်းနိုးတာနိုးလိုက်ရင်မတူဘူးပြင်ဒါလည်းလေးလာအဲ့ဒီတော့မှတရားထားပြီးတော့ဘုံမဆက်လိုက်တော့ခလန်ထိုင်ပြီးတော့အဲ့ဒီခုနရွတ်တဲ့ဟာရွတ်တတ်တယ်အကုန်လုံးပြန်ရွတ်တတ်တယ်ဒါဘာလို့ရတယ်ဒါဘယ်နေရာမှာသုံးရတယ်အကုန်သိတယ်နောက်ကြတော့ကိုအိတ်ရှင်ပြန်အိတ်ပြန်ရောမနဲ့မိုးနေလေကိုပဲဘဝမသိသလိုဘုံလုံးဝမသိဘူးအဲ့ဒါဘယ်လောက်လဲ3လလောက်ကညာတိုင်းဖြစ်တယ်မနဲ့မေးတာပဲအဲ့ဒီမှာသမထဂိုင်းဆရာတယောက်ကလာပြီးတော့ဘုံလည်းဆေးထိုးပါတယ်ဒီမှာအိတ်ဆရာတရားမဟိတိတယ်အဲ့ဒီဆရာက4-5နှစ်လောက်ကြာတော့ရောက်လာတော့ဘုံလည်းကလေးကိုလူငယ်ဆိုအဲ့ဒီမှာသွားနားထောင်မင်းတို့တဲ့ညဘက်များဝိဇ္ဇာတွေလာပြီးတော့အတက်တွေလာပေးမယ်တဲ့သူအတက်တွေပေးရင်မင်းတို့အဲ့ဒါရအောင်လုပ်ကြဘယ်လိုရလဲဆိုတော့ဘယ်သူမှမရသေးမင်းတို့သီလသမာဓိနဲတာဆိုဘုံကရနေအဲ့တော့မှပြည့်တည်းရဟာငါညဘက်ငါဂါထာတွေအကုန်ရတာအခုပြောမှတည်းရတယ်သူပြောမှအဲ့ဒါ3လလောက်ကျော်နေတယ်ညာတိုင်းရတာအဲ့ဒီတော့မှသူပြောမှတည်းရတော့မှဘုံကလည်းလူငယ်ဆိုတော့သိလည်းလူကြီးတွေရှိမသွားရဲဘူးအဲ့တော့လူကြီးတွေနဲ့တပြင်းလေးပြောလဲပြီးတော့လေဘုံကအဲ့ဆရာကြီးလားဆရာရဲ့လို့ကျွန်တော်ခုနဆရာပြောတာလို့ကျွန်တော်ညပဲကြာရင်အဲ့ပုဂ္ဂိုလ်တွေကလာတယ်ဘယ်လိုပုဂ္ဂိုလ်လဲတခါဝိပ္ပစင်ကြနဲ့လာတယ်တခါလေးကြာရင်မိုးလင်းအညူကြီးတွေနဲ့ရုပ်ကြမ်းတယ်လို့လာတယ်ဘာလို့မင်းထင်လဲဝိဇ္ဇာတော့ဝိဇ္ဇာပဲအဲ့ဒါဝိသတုခေါ်တယ်တဲ့ဝိသတုကရုပ်ကြမ်းဂါထာတွေပေးတယ်လို့ကျွန်တော်ဂါထာပေးတော့မင်းဘယ်လိုလဲရတယ်လို့အကုန်ရပြီးတော့ကျွန်တော်အပြင်ဘက်ထွက်ရွတ်နေလဲရတာပဲလို့ဒါဘာတဆိုလဲသိတယ်မနေ့မိုးလေးပျောက်သွားမသိဘူးအခုဆရာပြောမှကျွန်တော်သိတယ်လို့ပြန်တရိယာအဲ့ဒါမျိုးဟာတဲ့အိယာဘိနာမှာစာအုပ်ထားရတယ်အဲ့ဒါနိုးလာတယ်တကယ်နိုးတာမဟုတ်ငကောကမောဟမဖြစ်တဲ့စိတ်အတိဆိုတာ2သိရှိတယ်မအိတ်ခင်ကြားမှာ1သိရှိတယ်အိပ်ပျော်သွားတော့ဘာမှမသိတဲ့စိတ်ပေါ့ဝိပဿနာစိတ်ဝိပဿနာသိရလေအတိလေးအတတ်ရှိတယ်ဟိုကဇန်နဲ့သိတာအတိတစ်မျိုးရှိတယ်အဲ့တော့မအိတ်ခင်နဲ့အိတ်ခင်ကြားလေးမှာလစ်နေတဲ့စိတ်ကလေးကိုပယ်လိုက်ရင်အဲ့မှာကြီးနေတဲ့အတိတစ်သိရှိတယ်အဲ့ဒီမှာအိမ်မက်ကိုဘုံဖမ်းလို့ရအိမ်မက်ကိုကောင်းဖမ်းလို့ရသူကဒီကနေထွက်ပြီးတော့သူအစွဲနဲ့သူကပုံထုတ်သွားတာဒါရုပ်ခဏငွဲမှာလည်းဒီလိုလုပ်တာအဲ့ဒီတော့ကြည်သွားရင်သူပေါ်လာတယ်လို့ပေါ်လာပြီးရင်ဆေးတွေပေးသွားပြီးကျွန်တော်ပြန်ဆိုရဒါနဲ့မင်းပြန်အိပ်ပြောမပြောဘူးလို့သူလည်းသွားပြန်နိုးသွားတယ်ဟုတ်တယ်တဲ့အဲ့ဒီတော့မင်းဒါတွေမှတ်မိတယ်အခုကတလုံးမှမမှတ်မိဘူးဒါပြန်စာအုပ်ထားပါတဲ့ငါ9ရက်လောက်ဒီမှာစောင့်ပေါ်ရစုရေးပါဘုံရေးပေးတယ်တညကိုတက္ကထာ9ရက်9ဂါထာရအဲ့ဒါဂါထာရေးပေးတာဘုံဝါဒနာမပါဘူးတာဘုံဝါဒနာပါတာကဒီခန္ဓာကိုယ်ကြီးပညာတွေဆင်ပြီးတော့ခန္ဓာကိုယ်ကြီးပျောက်တာ
တိလည်းသိတယ်အတိလည်းရှိရတဲ့နဲ့ကိုယ့်လက်ခြေထောက်တွေပေါင်းနေဘယ်မှမရှိတာလက်တွေကြတာကြိုက်တယ်ခုနဟာတွေကိုမကြိုက်အဲ့ဒါနဲ့ဘုံဘုံတို့ဒီစိတ်တွေတောကမရှိတာကြိုက်တယ်ပူလောင်တဲ့စိတ်တွေမရှိတာကြိုက်တယ်ဟိုတရားဟုတ်တော့မကြိုက်ဘူးဒါလောကုတ္တရာဘက်ကဘုံဘုံကဥတည်နေတာဘုံဘုံမှမသိပဲအဲ့ဒီလူတွေလည်းဒါဒီဝိပဿနာဉာဏ်ဤကကိုသွားမဲ့လမ်းမှာသူရှိတယ်အဲ့ဒီကနေတော့မှဒီဘက်မှာယုံနာလာမြင်တာပါပဲဒီယုံနာမြင်ပုံတွေလည်းအံ့ဩစရာကောင်းဘုံဘုံ3ရက်နေရကြည့်လိုက်ရင်လေအကုန်လုံးယုံနာကြီးပဲအဲ့တော့ဘုံဘုံအိမ်နဲ့တက္ကမရှိတယ်ဒကမကြည့်တယ်ယုံနာပဲဟုတ်ပေါ့တန်ခါမိမ့်ပါပါပါဇက်ကအပြောတာဟိုကယုံနာကြီးခွေးတွေကြည့်တယ်ဒါခွေးတွေပါတကယ်ခွေးငါတီးခဲ့တယ်တကယ်ခွေးဘုံဘုံကအဲ့လိုပြောဟိုကယုံနာမယ်ဘုံဘုံပြောတဲ့အပြောတွေကအလကားတွေမိမယောက်ျားခွေးကျဲဝဲပြောတာအပြောတာဘာမှမဟုတ်ဘူးဟိုကတော့ယုံနာကြီးပဲတခြားစီ3ရက်ဘုံဘုံနေကြရအဲ့ဒါတွေအဲ့ဒါလို့ထူးထူးခြားခြားတရားတွေမဟုတ်လို့လေဘုံဘုံလည်းရေးရတဲ့နဲ့ဟောရတယ်ပြလဲပြတတ်တယ်ပြောသလိုလုပ်ရင်တော့ဖြစ်တယ်ဘုံဘုံပြောသလိုဘုံဘုံကလည်းပြောသလိုဆိုတာလည်းရှိသေးတယ်သူ့ရဲ့ဇဲကိုသိမှပြောလို့ဟုတ်တယ်သူ့ဇဲနဲ့ဘုံဘုံပြောတာဇဲမတူသူ့ဇဲကိုဘုံဘုံကမသိရင်လည်းမရဗျာသူ့ဇဲကိုဘုံဘုံမသိရင်လည်းသူတရားမရအောင်သူ့ဇဲကိုဘုံဘုံသိရင်သူ့ဇဲကိုတင်ပေးရင်ရတယ်ဒါအမြဲတမ်းဘုံဘုံမှာသိသလားဆိုလို့လည်းမသိပါဘူးသူနဲ့သူအဆက်သွားရင်တော့ဒါရိုက်တဲ့သွားတာအဲ့လိုလေးရှိတယ်ယောဂီတို့တွေအခုဒီလို3နာရီစကန်ကြီးကျင့်လာတယ်အမှန်တန်မိုးရှိပါတယ်အခုနောက်ပြီးတော့လည်းကြုံခဲ့တယ်တရက်တလ2020ဒီလိုကြုံခဲ့ဖို့လည်းမလွယ်လှဘူးတခါကြီးတော့ဒါနှစ်တကူကြီးပေါ့တန်မိုးလည်းရှိတယ်အဲ့ဒါဆက်လည်းကျင့်ကြပါဒါဘုံဘုံမေတ္တာရက်ခံမှားတာဆက်ကျင့်ကြကိုယ့်အတွက်ကိုအရေးကြီးဆုံးကလောကမှာသူများတွေနဲ့ကိုယ့်အတွက်ကိုအရေးကြီးဆုံးစာဖရလည်းအတ္တကြီးအတ္တနောနာထောတယ်ဒီလိုဟောတာကမိမိလောက်ကိုးကွယ်စရာလောကမှာဘာမှမရှိဘူးဒါစာပေသမားတွေသိတယ်အဲ့ဒါတွေကအဲ့ဒီတော့ကိုယ့်လောက်ကိုရေးကြည့်တာဘက်ကဘာမှမရှိဘူးတကားတွေကကိုယ့်မဟုတ်ဘူးလာရေးကြည့်တယ်သမီးရေးကြည့်တယ်ခင်မွန်းတယ်ခင်မွန်းသမားရေးကြည့်တယ်အဲ့ဒါတွေရေးကြည့်နေကြတယ်ကိုယ့်အတွက်ကိုရေးမကြည့်ဘူးနံပါတ်1မင်းကကိုယ့်အတွက်ကိုရေးကြည့်တာအခုလာကြတဲ့ပုဂ္ဂိုလ်တွေဟာအပေလေးပါးကြောက်တဲ့လူကြီးပဲအပေလေးပါးကြောက်တဲ့ပုဂ္ဂိုလ်အပေကြမှာကြောက်အပေကြမှာကြောက်အောင်အပေကလာခေါ်တာမဟုတ်ဘူးကိုယ့်ရဲ့ရှိတဲ့ဒေါသကငရဲပို့တာကိုယ်ဒေါသရှိမှငရဲပုံပွင့်နေကိုယ်လောဘရှိပြိဋ္ဌပုံပွင့်နေမောဟရှိရင်တိရစ္ဆာန်ပုံပွင့်နေကိုယ်လောဘဒေါသတွေမရှိရင်ငရဲတိရစ္ဆာန်တွေပိတ်သွားတယ်ကိုယ်ကအကြောင်းလုပ်လို့ဟိုမှာအကျိုးပေါ်တာအဲ့ဒီတော့ကိုယ်လောဘဒေါသတော့မပယ်ဘူးအပယ်4ပါးကတ်3ပါးရက်ပြည့်7ပါးတောင်းတာအဲ့မှာတော့တောင်းဒါမင်းနဲ့ဒီလိုတောင်းရတယ်တောင်းတော့မှအပယ်4ပါးဆိုတာဘာလဲကိုပြန်ပြီးတော့ဒီဘာသာကိုစစ်စစ်လာအပယ်4ပါးငရဲတိရစ္ဆာန်ပြိတ္တာသူရကဲအပယ်4ပါးအပယ်4ပါးဆိုတာငါပါဇက်ကတော့ပြောတယ်ငရဲဆိုတာဘာလဲဟိုပြညာလို့တော့ပကြီးဆရာဆွဲတာတရေကြီးတွေဟောကြောက်စီကြောက်ကမအဲ့ဒီဆွဲတဲ့ပုဂ္ဂိုလ်သိသလား तू မသိဘူးအဲ့ဒါပဲအဲ့ဒီတရေရုပ်ကြီးနဲ့ခံစားရကြည့်ပြီးတော့ကြောက်အဲ့ဒီရေးတဲ့ပုဂ္ဂိုလ်က तू တကယ်တွေ့လို့ရေးတာလားဆိုတော့လေ तू လည်းမဟုတ်ဘူးကြောက်အောင်လားဒါစာပေမှာရှိတဲ့အတိုင်းကို तू ကပုံဆွဲပြီးတော့ပြတာစာပေမှာတော့ရှိတယ်ပေါ့ယောယူဝငရဲဆိုတာဘယ်လိုဓမ္မနာငရဲဆိုတာဘယ်လိုဆိုတာစာပေမှာရှိတယ်အဲရှိတဲ့အတိုင်းကိုပုံဆွဲပြတာအဲ့ဒါမိမိတို့ကအဲ့ဒီဘုံကြီးတွေအမှန်တော့ကိုယ်စိတ်မှာဖြစ်တယ်အဲ့ဒီစိတ်မှာဖြစ်တာတွေကိုအခုဘုံဘုံထုတ်ပြတာငရဲဆိုတော့လည်းမိမိပဲတိရစ္ဆာန်ဆိုတော့လည်းမိမိပဲအဲ့တော့တိရစ္ဆာန်ဆိုတဲ့မိမိဆိုတော့နည်းနည်းစဉ်းစားကြည့်မယ်အဲ့တလုံးတော့ပြောပြီးဘုံဘုံလည်းအတန်ဝဲနေတိရစ္ဆာန်ကိုဘုံဘုံပြောပြခုနဲ့ခွေးကောင်ဝင်လာဟာတရားဓမ္မယုံနဲ့ဘယ်နဲ့ခွေးဝင်ရလဲ
လူတိုင်းကခွေးလို့မသိဘူးလားဗျာခွေးတစ်ကောင်ဝင်လာလေအကုန်လုံးဟာဒီခွေးဘယ်လိုကြောင့်ဝင်ရလဲဖြစ်နေကြမှာပဲအဲ့ဒီခွေးကငါခွေးဖြစ်နေတယ်လို့သူသိရဓမ္မယုံနဲ့ဝင်လာတယ်လို့သိမလားတရားထိုင်နေတဲ့ဓမ္မယုံပဲဒီခွေးကသိပါမသိဘူးဟောငါခွေးဘော်ကြီးရောက်တယ်ခွေးဖြစ်နေတယ်လို့သူသိလားဓမ္မယုံနဲ့ကိုခွေးလာတယ်လို့ဘယ်သူကသိလဲမိမိတို့ကသွားသိတာဟောခွေးကသူ့ကိုယ်သူခွေးလို့မသိဘူးတရားရဲ့သားရဲ့ဒါခွေးခေါ်တယ်သမီးရဲ့ခွေးခေါ်တယ်လို့ဟိုမှာအဲ့ဒီအကောင်ကြီးကိုမြင်ပြီးတော့မှတ်ထားတာအမှန်မှအတိမှယူမှဒီစိတ်မှရှိတာသူ့မြင်ရင်ခွေးပဲအဲ့ဒီအကောင်နဲ့ခွေးနဲ့ဟာပြဉ္ညတ်နဲ့ဟိုကအကောင်ကြီးကပရမကိုကခွေးလို့သွားပြဉ္ညတ်တတ်တယ်ပြဉ္ညတ်ဖြင့်ပြဉ္ညတ်နဲ့ပရမမကွဲတဲ့အတွက်မိမိတို့တွေမှာအဲ့ဒီအစွဲတွေကကိုယ်ဒုက္ခပြီအဲ့ဒီတော့ဒါတိရစ္ဆာန်ပဲခွေးတွေကြက်တွေဝက်တွေကဒါတိရစ္ဆာန်မဟုတ်ဘူးလားဗျာဒါခွေးကြက်တွေကဒါတိရစ္ဆာန်တော့ဟိုမှာတိရစ္ဆာန်ပြောတာတိရစ္ဆာန်ကိုတိတိစနခေါ်တယ်တိတိဆိုတာသုံးခုစနရှိသုံးစိတ်ရှိတဲ့ပုဂ္ဂိုလ်သုံးစိတ်ဘယ်လိုလဲရှိတယ်စားမယ်အိမ်မယ်မေရုံကဒါတိရစ္ဆာန်နဲ့ကိုမပါဘူးမိမိတို့လွတ်နေစားမယ်အိမ်မယ်မေရုံကဒါတိရစ္ဆာန်စိတ်ကိုလို့အမှန်မှတော့မဟုတ်တိတိစ္ဆာန်ဆိုတာသုံးစိတ်ရှိတယ်ဥပမာမျက်စိနဲ့အဆင်းနဲ့မြင်လိုက်တဲ့ပုံမှာလှတာလေးတွေ့ရင်သာရတယ်သူကတစိတ်လောဘစိတ်အဲ့ဒီပုံမှာမကြည့်ကျင်ဘူးဒီစိတ်မြင်တဲ့ပုံမှာမကြည့်ကျင်ဘူးအယုတ်ဆိုးလိုက်တာဆိုရင်ဒေါသစိတ်အကုသိုလ်စိတ်ကုသိုလ်စိတ်ပေါ့မကောင်းဘူးဆိုရင်အကုသိုလ်စိတ်ကောင်းတယ်ဆိုကုသိုလ်စိတ်ဒီစိတ်နဲ့စိတ်ဖြစ်တယ်အဲ့ဒီရောငါမြင်လိုက်တဲ့ပုံကဒီစိတ်ကလေးဖြစ်ပါလားလို့ငါအကုသိုလ်စိတ်ကလေးဖြစ်သွားတယ်ကုသိုလ်စိတ်ကလေးဖြစ်ပါလားလို့ဒါဝိပဿနာမှသိတာကိုယ်စိတ်ကလေးဖြစ်တာကိုသိတာကဝိဇ္ဇာဉာဏ်ရတယ်မသိရင်မောဟအကုသိုလ်စိတ်ဖြစ်တာလည်းမသိဘူးကုသိုလ်စိတ်ဖြစ်တာလည်းမသိဘူးမသိတာမောဟဆိုတော့ဘယ်နှစိတ်ရှိလဲသုံးစိတ်နားပေါက်မှာလည်းကြားလိုက်တော့မှตายရတဲ့စိတ်ကလေးဟာဒါကုသိုလ်စိတ်ဒီအတန်ကြီးကမကောင်းပါလို့ကိုယ်စိတ်ကဖြစ်သွားတာအကုသိုလ်စိတ်အကုသိုလ်စိတ်ကုသိုလ်စိတ်ကိုဖြစ်နေပါလားလို့ကိုမသိတာဒီမောဟစိတ်ပဲလောဘဒေါသမောဟစိတ်သုံးစိတ်တွေမဖြစ်နေဘူးလားနားမှာဖြစ်တယ်နှာခေါင်းမှာဖြစ်အဲ့တော့ဘယ်နှစိတ်ဖြစ်လဲတတိဆနဆိုတာသုံးစိတ်ဖြစ်နေတယ်လို့အဲ့တော့ပါဠိလိုတတိဆန်လို့ခေါ်တာသူကတတိဆန်ဆိုတော့ဟိုအကောင်ကြီးသွားယူတယ်အဲ့ဒါဟိုကပညာနဲ့ယူလာတာပရမတ်ကတော့ကိုယ့်ရှိမှတတိဆန်ဖြစ်အဲ့ဒါလေးတွေကိုသဘောပေါက်ရင်ယောဂီတွေဒါတရားထုတ်ရင်တော့ပညာပရမတ်ကိုရင်ပေါက်မှာကြီးပဲပညာနဲ့ပရမတ်ပညာဆိုတာမရှိတဲ့တရားပရမတ်ကတကယ်ရှိတဲ့တရားအဲ့ဒီနှစ်ခုကိုယ်အောင်တော့ယောဂီတွေလောက်ကြအဲ့တော့ပညာပရမတ်မကွဲဘဲနဲ့ကျင့်နေရင်တော့မြောက်အောင်ကြီးရတာလို့ပဲအောင်ကြီးရတော့အရသာရှိတယ်ဘယ်လိုလုပ်အောင်မသိဘူးအောင်ကြီးတစ်ပိုက်ပိုက်တရားတော့ကျင့်နေတာပဲအဲ့ဒီပညာပရမတ်မကွဲရုပ်နာကိုမမြင်ဘူးကျင့်တာချုပ်နေတယ်ငြိမ်းနေတယ်လွတ်နေတယ်တီးနေတယ်အဲ့ဒါလေးပဲအရသာရင်တော့အဖိုးကြီးဖွားကြီးပြောင်းတော့မကူသူကတတိယဘာနေမှာတတိပဋ္ဌာန်ကိုငြိမ်နဲ့စိတ်ကလေးသိရမယ်ဒီနေ့ရုပ်ဇာတိနာမ်ဇာတိလေးကိုဒါအခြေခံလေးဟောပြတာနားလေလူနားလေမလဲတဲ့လူမလဲဘုံမလည်းတယောက်လူပေါင်း300လောက်မှာတယောက်ပဲရတော့ပြီဆိုတော့ဘုံလည်းဟောတာပါတယောက်တော့သိလည်းမနေဘူးဘုံဟောကြုံနဲ့အဲ့ဒီတော့ဒီနန်းဇာတိမှာဒီမွေးလုံးကပါလာတာမဟုတ်ဘူးလူပြေရောင်းကမှတ်လို့နာမည်မှတ်ပြီးတော့သိတယ်နာမည်ပေးတော့လည်းကိုမသိဘူးနှစ်ခါလေလောက်ကြာမှဒီရုပ်ထဲမှာအသိမှတ်လို့သိတယ်အသိပေါ်လာတာဟာမောင်ဖြူရေးဆိုဘာလို့မှမသိဘူးလှည့်တော့ကြည့်တယ်ဗျာလို့ထူသမီးလားရှင်းလို့ထူသမီးဆိုပြီးတော့ဘ누구ကတင်မိဘပဲတင်တော့ရှင်လေးဗျာလေးတောင်မှမိဘတင်တာအခုမောင်ဖြူမောင်မဖြူလို့ဆိုလည်းမိဘတင်တာနော်တင်လက်တယ်လူပြေရောက်မှတင်လာတာအဲ့ဒါတွေကိုဘုံဘုံတို့ဟာဇာတိနာယိဇာတိကိုမသိတော့တကယ်ပဲကိုယ်ပိုင်ကြီးလိုပဲဒီရုပ်ကြီးကိုတကယ်ငါယောက်ျားကြီးငါမိန်းမကြီးတကယ်ကိုယ်ပိုင်ကြီးပြန်ရုပ်နဲ့နာအောင်မနားမလဲခုနဖောက်ပြန်တဲ့ရုပ်နဲ့လိုက်
သိတဲ့နံတရားအဲ့ရုပ်နဲ့နာကိုကွဲသွားရင်ပြည့်မြတ်ပရမတ်ဆိုတာကွဲလာတယ်အဲ့ဒါလေးတွေရအောင်တော့ရှင်းကြပါလို့နော်အချိန်လဲတော်တော့ပါပြီဘုံဘုံအဲ့ဒါကိုပြောတာကနောက်ပိတ်ဆုံးနှစ်ဖျားလဲသွားကြတော့မှာဒီအချိန်လည်းမရှိတော့ဘူးအိမ်ရောက်ကုန်မှာဟာလဲဆိုတော့ဘုံဘုံဥပမာသိပ်ပေးတာတယ်ကျမကြီးရအဝတ်ကြရောက်ကျမကြီးဝတ်တော့ဥတော့ဘာဥမလဲကျဲဥပဲဥတာပဲသူကတော့သူ့ဥဝတ်ထင်ဥနဲ့ဝတ်နေတာပဲကျမအဲ့ဒီတော့ကျဲဥတွေဖယ်ပြီးတော့ကြော်စားပြဘဲဥတွေထည့်ဘဲဥတွေထည့်လဲမဝတ်ဘူးလားဝတ်ဝတ်တဲ့အမျိုးကဝတ်ကိုဝတ်တယ်သူ့ရဲ့သဘာဝတရားတယ်ဟောကျဲဥမို့လို့ဥလို့သူ့ဥကိုသူဝတ်တယ်လို့မအောင်မေးတယ်ဥတဲ့အကောင်ကဝတ်ကိုဝတ်ရတယ်သူ့ကျဲဥတွေဖယ်ပြီးတော့ဘဲဥထည့်ဝတ်တာပဲမပေါက်မရှင်းဝတ်တယ်ကြက်က3သတင်းနဲ့ပေါက်တယ်ဘဲက4သတင်းမှပေါက်ကျမကိုမျက်နှာကိုဖြူရောမပေါက်မရှင်းဝတ်ရဘဲတွေများချလိုက်ရင်ဘုံမတွေ့ဘူးလေဘဲတွေများချလိုက်ရင်ကျမကလေတိတ်တောင်လာမလျှောက်နိုင်ခဏခနဲ့တသတင်းပို့သွားတော့ကြက်ကဘဲခန့်နိုင်ရလေဘဲဘူးကခွန်ထူလာပေါက်လာတဲ့ခါကျဆောင်းလေးနဲ့အုပ်ထားတော့သူနေသေးတယ်သူလည်းပဲတိတ်မလျှောက်နိုင်နောက်ကြတော့သူလျှောက်နိုင်သွားသူ့ရဲ့သားသမီးဇောနဲ့သူလျှောက်နိုင်အဲ့ဒီတော့သူလှုပ်ပေးလိုက်ဘဲကကုန်းပေါ်မှာနေမလားရေထဲပြေးရောကျမနောက်ကနေလိုက်တယ်ကတော့ကုန်းပေါ်မှာလာခဲ့ဒီမှာဇာဟိုမှာအန်ရများကျမခေါ်တာပဲကတော့ကုန်းပေါ်ခေါ်သူဂရုစိုက်မလားဗျာဘဲရလေမဆိုင်ဘူးရေပြောဘူးသူကအဲ့ဒီမှာဘဲလိုမြင်တာရေထဲကျုံဆင်းတော့တာမှာကျမကြီးကတော့သူ့သားမပြီးတော့ကျုံဩနေတာပဲဟိုကတော့ဘဲမျိုးသူ့ကိုလိန်ဖောက်လိုက်တာမသိဘူးဘဲဖြစ်သွားအခုလည်းဒီလိုပဲအရိယာပြောင်းတော့9ရက်တော့လာဝတ်သွားတာအကုန်လုံးကာမဂုဏ်ရည်နဲ့ပြန်ဆင်းကြမှာပဲဘဲတွေဘဲဆိုတော့ကာမဂုဏ်ရည်နဲ့ပြန်ဆင်းမှာမဆင်းတာကျတို့အခုဥစဉ်နေဆရာတော်သူเจ้าသူပြန်ပြီးတော့သူ့ဘာသူပဲနေတယ်ငါတို့ကပြန်ရင်အသားတွေနဲ့တွေ့ရမယ်သမီးတွေနဲ့တွေ့ရမယ်ခင်မွန်းနဲ့ခင်မွန်းသားသဘောတွေကြဒီမှာကျတို့ဘုန်းကြီးတွေကလေเจ้าမငုတ်တော့ပဲသူဆရာတွေလာတော့သူเจ้าပြန်သွားလဲငုတ်တော့ပဲဘယ်မှမရှိဘူးခင်ဗျားတို့လည်းပြောစရာမရှိအဲ့ဒါကြောင့်မို့လို့ကျင့်ပါလို့ဒီခန္ဓာကိုယ်ကြီးကိုဥခြင်းနာခြင်းသိခြင်းကဘေးကလော့ဆူတောင်းလို့မရဘူးကျင့်ကြံအထုတ်ရင်သစ္စာလေးပါးတရားကိုအလုံးပိုင်ပိုင်နေနဲ့ရကြောင်းကိုဘုံဘုံဒီညနောက်ဆုံးနေနဲ့ဒါဩဝါဒလည်းပေးရင်သစ္စာလေးပါးတရားကိုထိုးထွင်းသိမြင်တဲ့တရားနာတဲ့ပုဂ္ဂိုလ်တွေဒီတရားကျင့်တဲ့ပုဂ္ဂိုလ်တွေသစ္စာလေးပါးထိုးထွင်းသိမြင်တဲ့ပုဂ္ဂိုလ်တွေပုဂ္ဂိုလ်များတွေယခုတဘောအနေနဲ့ဖြစ်နိုင်ကြပါစေကုန်သတည်း